Itachi screen ပေါ့လေ Okay ဒီနေ့မှာတော့ Itachi screen ကိုပထမဆုံးလာတဲ့ video မှာဖောက်ပြသွားမှာဖြစ်ပါတယ်ကျွန်တော် diamond ကတော့919လုံးပဲရှိတယ်တုံငင်းတွေကတော့အခုလက်ရှိ diamond ဖြည့်တာ250ဆိုတော့ free တုံငင်းကတော့32ကရပြီဗျ free တုံငင်းလေးယူလိုက်မယ်ယူပြီးတော့ကျွန်တော်စာဖောက်သွားเนาะ Itachi screen တစ်ခါလေးပေါက်သွားရင်တော့ဝန်လာတယ်ပါဗျဒါပေမဲ့မဖြစ်နိုင်ပါဘူးကျွန်တော်တို့က diamond ဖြည့်နိုင်နေပြီဆိုတော့နောက်တစ်ခါ event ထပ်လာတာကိုပဲစောင့်ပြီးတော့မပေါက်ဆိုလည်းဖောက်ရအောင်မပေါက်ဆိုလည်းဖောက်ရမှာပေါ့ကျွန်တော် dan draw လေးလက်ကြည့်မယ်ဘာလေးများပေါက်လဲပေါ့ဝါဘာမှမပေါက်ဘူးဗျနောက်တော့ dan draw လက်လေးရသေးဗျကျွန်တော်တို့ dan draw ထပ်လက်ကြည့်လိုက်နော် Okay ဘာပေါက်လဲလုံးစမ်းတာတစ်ခေါက်လားsakura emote ကြီးပဲပေါ့ဗျ sakura emote ကြီးကရှိပြီးသားဆိုတော့ကျွန်တော်9ခုပဲရတယ်ဗျအဲ့တော့ကျွန်တော်တစ်ချိန်တော့ diamond လုံး225လုံးနဲ့ free token 5ကနေကျွန်တော်ပေါင်းပြီးတော့ကျွန်တော်တစ်ချိန်တော့ဖောက်ကြည့်လိုက်မယ်နော်အားလေးများပေါက်မလဲပေါ့ Okay ပေါက်မယ်ဘာစကင်မှာတော့မပေါက်ဘူးဒါပေမဲ့အခုတုံကင်းလေးပြောက်ရတယ်ဆိုတော့900ကျော်ရတယ်ဗျနောက်တစ်ချိန် event လာရင်တော့ကျွန်တော် Itachi skin ရမယ်လို့ထင်တာပဲကြည့်ယူပြီးတဲ့ line ကိုလည်းကြည့်ကြည့်ပါရအောင်အားလုံးပဲခက်လက်ပါ